Bruno Fernandes ကို Galatasaray ကဝယ်မယ်ဆိုတဲ့သတင်းကမနေ့ကညနေမှာပဲထွက်လာတာဖြစ်ပါတယ်။ဒီသတင်းကယုံကြည်စိတ်ချရတဲ့သတင်းဟုတ်မဟုတ်ကျွန်တော်တို့အတူတူလေ့လာသုံးသပ်ကြအောင်ပါ။မင်္ဂလာပါ The Voice of United Channel ကနေကျွန်တော်ပြန်လည်ကြိုဆိုပါရစေ။မနေ့ညနေထွက်လာတဲ့သတင်းတွေထဲမှာဒီ Bruno Fernandes ကို Galatasaray အသင်းကစိတ်ဝင်စားနေတယ်ဝယ်မယ်ဆိုတဲ့သတင်းထွက်လာတယ်ပေါ့နော်။ဆိုတော့ဒီသတင်းကိုကျွန်တော်တို့ကဘယ်မှာတွေ့လဲဆိုလို့ရှိရင်ဒီ Manchester Evening News ကနေပြီးတော့ဖော်ပြထားတွေ့တယ်။ဆိုတော့ Manchester Evening News ကတော့ဘသူရေးထားတဲ့သတင်းကိုကိုးကားပြီးပြောတယ်လဲဆိုလို့ရှိရင်ဒီတူရကီဘက်ကသတင်းတောက်တယောက်ဖြစ်တဲ့Sabancı Olu ကနေပြီးတော့ရေးထားတာပေါ့နော်။တူရကီသတင်းတောက်ရဲ့ရေးသားချက်ကိုကိုးကားပြီးတော့ဒီ Manchester Evening News ကဖော်ပြလာတာဖြစ်တယ်။ဆိုတော့တကယ်တမ်းကျွန်တော်တို့ဒီအားကစားသတင်းလောကတွေမှာဒီ Manchester Evening News တို့ဘာလို့ဆိုတာကဒီယုံကြည်ရတဲ့သတင်းအရင်းမြစ်အဆင့်မှာနံပါတ်1အဆင့်မှာပဲရှိတယ်။ဆိုတော့ဒီ David Ornstein တို့Fabrizio Romano တို့တော့သူကတိတ်မခိုင်ပါဘူးပေါ့လေဒီအဲ့သတင်းဌာနတွေတော့မှဒီ David Ornstein တို့ဘာလို့ပြောတာကိုပဲသူကပြန်ပြီးတော့အတီးယူပြီးတော့ပြန်ရေးရတဲ့အနေထားပေါ့နော်တကယ်တမ်းကျရင်ဒီ Bruno Fernandes ကို Galatasaray ကဝယ်မယ်တို့ကန်လန်းမယ်တို့စိတ်ဝင်စားတယ်တို့ဆွေးနွေးတာတို့အဲ့လိုချက်လက်တွေကဒီ David Ornstein တို့ Fabrizio Romano တို့စီကနေတက်လာတာလုံးဝမရှိတဲ့အတွက်ယုံကြည်ရတဲ့အနေထားမှာတော့မရှိဘူးဒါပေမဲ့ဒီမနစ်ကရာသီမှာကျွန်တော်တို့ Bruno ကိုအသင်းဘက်ကနေပြီးတော့ sorry club တွေစီရောင်းမယ်ဆိုတော့အခြေအနေတွေဖြစ်ခဲ့ဘူးတဲ့ဒီရှိခဲ့ဘူးတဲ့ရာဇဝင်တွေတော့ရှိတယ်ပေါ့နော်ကျွန်တော်တို့အခုကြည့်ပြီးပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်း Bruno ရဲ့အသက်က32နှစ်အရွယ်ရောက်လာပြီဆိုတော့ဒီ Premier League မှာကဒီအဓိက physical ဒီကာယအားကိုးကစားတယ်ခန္ဓာကိုယ်အားကိုးကစားတယ်ဒီတုံးတက်ကစားတဲ့ဟန်တွေက Premier League ကအပြင်းထန်ဆုံးပဲဆိုတော့အသက်32နှစ်အရွယ်မှာ Bruno ကဒီကစားဟန်နေနဲ့ဒီ Premier League ရဲ့အရှိန်အဝါကိုဒီ Premier League ရဲ့အဟုန်ကိုလိုက်ပြီးတော့ကစားနိုင်မလားဆိုတာလဲကျွန်တော်တို့ကထည့်ပြီးစဉ်းစားရမယ်အချိန်တွေဖြစ်တယ်မနစ်ကအထိတော့ Bruno ကကောင်းနေသေးပဲ Bruno ပဲတကယ်ပုံမှန်လင်းပြောရင် Bruno Fernandes က Manchester United မှာဘယ်သူမှဒီအသင်းကိုတွန်းတင်ပေးတာထမ်းတင်ပေးတာဒီကစားပွဲအတွင်းမှာလည်းအခွင့်အရေးဖန်တီးပေးတာတွေ Bruno တော့ဘယ်သူမှမလုပ်နိုင်ဘူးဒီတကယ်အရေးပါတဲ့ဂိုးဖန်တီးမှုတွေတကယ်အရေးပါတဲ့ပွဲကွင်းတွင်းဆွမ်းဆောင်ရည်တွေက Bruno Fernandes ကအားလုံးထဲမှာအမြင့်ဆုံးပဲဗျာသူတော့ဘယ်သူမှတော့လုံနိုင်တဲ့ကစားသမားတိတ်မရှိဘူးပေါ့ဆိုတော့အခုကတော့ဒါပေမဲ့ခုတော့အသက်က32နှစ်ရှိလာပြီရှိလာတဲ့အချိန်မှာမနစ်ကခြေစွမ်းကိုဒီနှစ်မှီပါမလားဒီနှစ်သူကစားနိုင်အောင်မလားဒါကျွန်တော်တို့စောင့်ကြည့်ရမယ့်အနေအထားတစ်ခုတော့ရှိတာပေါ့လေပရိသတ်တရားရော Manchester United ကဒီ Bruno Fernandes ကိုသူ့ရဲ့စွမ်းဆောင်ရည်ကိုဒီနှစ်ဘယ်လိုမျှော်လင့်ထားလဲမနစ်ကအတိုင်းဖြစ်လာမယ်ထင်လားမနစ်ကထက်ပိုကောင်းလာမယ်ထင်လားကစားအားကျသွားမယ်ထင်လားတကယ်လို့များပေါ့ sorry ကလပ်တွေဖြစ်တူရကီကလပ်တွေဖြစ်ဒီ Bruno Fernandes ကိုငွေကြေးမျိုးမြတ်နဲ့ကမ်းလှမ်းလာရင်ရောင်းတင်တယ်လို့ထင်သလားတကယ်လို့ရောင်းမယ်ဆိုရင်ရော Fernandes နေရာမှာဘယ်သူကိုအစားထိုးမလဲသူ့နေရာဆက်ခံနိုင်တဲ့ကစားသမားတွေဘယ်သူရှိမလဲပေါ့နော်လက်တလုံးမန်ယူကလည်းကွင်းလေကစားသမားအများစုကိုဈေးကွက်မှာလိုက်လံရှာဖွေနေတဲ့အနေအထားတွေရှိတယ် Bruno Fernandes နေရာကို Telemans နဲ့အစားထိုးနိုင်မလား Telemans ကတော့ဝယ်ထားပြီးသားပေါ့လေနော်နောက်ထပ်ဒီ Alex Scott တို့ဘာလို့လဲရောက်လာနိုင်တယ်တကယ်လို့များရောက်လာခဲ့ရင်ပေါ့ဟာလာရိုမာကိုနေတို့ရောက်လာခဲ့ရင်ပေါ့ Fernandes နေရာကိုအစားထိုးနိုင်မယ်လို့ထင်လား Fernandes လိုလူမျိုးနောက်ထပ်တစ်ယောက်မန်ယူကိုရောက်လာမယ်လို့ထင်သလားဘလိုမျိုးထင်ကြလဲ comment မှာမှတ်ချက်ရေးပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ပြီးတော့ဆုံကြပါမယ် Bruno Fernandes သတင်းတွေ update ထွက်ရင်လည်းကျွန်တော်တို့သတင်းတွေရှာဖတ်ပြီးတော့စီစစ်ပြီးတဲ့အချိန်မှာပြန်လည်တင်ဆက်ပေးပါမယ်ခင်ဗျာကျွန်တော်မင်းမလက်ပါ